ဆိုတော့ကျွန်တော်အခုဒါဘန်ကောက်မှာဖတ်ထိုင်းလုပ်နေရပါတော့ဆိုတော့အကြောင်းတိုင်နဲ့ပတ်တိုင်းလုပ်နေရဖြစ်ပါတယ်ဆိုတော့ဒီနေ့ဝယ်သားတော့တော်တော်လေး fine နဲ့တော်တော်လေးလည်းပူတယ်ဒီနောက်မှာတော့လမ်းမကြီးလို့ရှိရယ်ဆိုတော့လောလောဆယ်ကျွန်တော် Burmese recording အတွက်ခေါ်ရဖြစ်တဲ့ကြောင့်မလို့ဒါအတန်သွင်းပြရဖို့ရှိမယ်အတန်သွင်းပြရမယ်လောလောဆယ်တော့ဒီ restaurant တွေပါတက်နေမလားပြတယ်ကြောင့်မလို့ဆယ်လောက်စောင့်နေရဖြစ်ပါတယ်ဆိုတော့အသားကြီးလည်းတော်တော်မဲပါပြီပေါ့နော်ဆိုတော့ဒါလည်းနှစ်ခုတော့ပါပါပြီဆိုတော့လောဆယ်ထိဘာမှမစားရပြကြောင့်မလို့ဒါ croissant နဲ့ surprise ပဲတပူကြီးလာတယ်ပေါ့နော်နေ့လေကတော့12နိုင်ခွဲနေပြီတနိုင်ထိုးနေပြီဒါပေမဲ့နေ့လေစာမစားရသေးပါဘူးဒါကတော့အမြဲဆုံးနေ့လေစာပြင်ရှင်းတဲ့ဒီလိုပါဆိုတော့ဒီနေ့ဘာလို့လုပ်ရမလဲကြပြီမယ်ဘာလို့လုပ်ရလဲဘယ်လောက်ရမှာလဲဒီနေ့ဘယ်လိုဖွင့်ခက်လုပ်ရမလဲစားကြရည်ပြင်ပြပါပြပါဆိုတော့ကျွန်တော်လောလောဆယ်အလုပ်လုပ်ဖို့အတွက်တစ်ချက် review နေရဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်လက်ရှိဖတ်ပြမယ့်စာတွေပေါ့နော်ဆိုတော့ဒီဟာတွေကိုကျွန်တော်မြန်မာလိုမျိုး recording လုပ်ပေးရမှာဖြစ်ပါတယ်ဒါပါပဲ Okay ဆိုတော့ပြီးသွားပါပြီကျွန်တော် voice recording 3နာရီလုပ်လိုက်ရတယ်ဆိုတော့3နာရီထဲမှာတော့တော်တော်လေးကိုအဆင်ပြေလို့ပဲပြောရမယ်အဆင်ပြေတော့မနေ့ကခက်ခုလေးလုပ်ပြီးတော့ပြန်တော့ပြင်မယ်လို့ပြောတယ်အဲဒီနောက်ထပ် further more projects ရှိလာတဲ့အခါမှာလည်းခေါ်လိုက်မယ်ပေါ့လေဆိုတော့ဒါပတ်တော်တယ်မှာရှိပါတယ်ဒီတမဆက်ရဲ့အောက်ထပ်မှာလား Bangkok ပဲရှိရပါတော့နောက်တော့တမဆက်ရဲ့ another campus လေးတစ်ခုပါso main campus Rangsik campus မှာဟုတ် so anyway ကျွန်တော်ဒါမြန်မာငွေ9000လောက်တော့ရမယ်ဆိုတော့ရှင်း3နိုင်လောက်လုပ်လိုက်ပြီဆိုတော့မစုပါဘူးဆိုတော့ဒါကျွန်တော် campus ကိုပြန်တော့မယ်ဒါပေမဲ့လည်း parking နဲ့ရောက်နေဒါပေမဲ့အိမ်ဘယ်လိုပြန်ရမလဲမသိဘူးပေါ့နော်ဆိုတော့ဒါ Google Map ကနေလည်းခေါ်ပြီးတော့ပြန်တော့မှာဖြစ်ပါတယ်ဆိုတော့ see you in the next vlog